အောင်မြင်ခြင်းရင်စူးစမ်းမယ်ဆိုတာကျမတို့အားလုံးသိကြပါတယ်ဒါပေမဲ့အပင်ပန်းခံပြီးစူးစမ်းတာနဲ့ညံသုံးပြီးစူးစမ်းတာရဲ့ရလဒ်ကတော့ကောင်းကင်နဲ့မြေကြီးလို့ကွာခြားသွားနိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့အောင်မြင်တဲ့သူတိုင်းဘာလို့ smart work ကိုရွေးချယ်ကြတာလဲ hard work နဲ့ smart work ရဲ့တကယ်ကွာခြားချက်ကဘာလဲဆိုတာကိုပြပြပေးသွားမှာပါ hard work ဆိုတာပမာဏနဲ့အချိန်ကိုအခြေခံတာပါခန္ဓာကိုယ်ရောစိတ်ကိုအစွမ်းကုန်နှိမ့်မြုပ်ပြီးနိုင်ပေါင်းများစွာအလုပ်လုပ်တာမျိုးပေါ့ဒါဟာအခြေခံအုံမြင့်တစ်ခုအနေနဲ့တော့အရင်အရေးကြီးပါတယ်ဒါပေမဲ့ hard work တစ်ခုတည်းနဲ့တင်မလုံလောက်တော့ပါဘူးဥပမာတင်ဟာတစ်ပင်ကိုပစိန်သုံးကြီးနဲ့တစ်နေ့လုံးခုန်နေမယ်ဆိုရင်ဒါဟာ hard work ပါပြမဲပိမဲအလုပ်ကတော့ပြီးမှာမဟုတ်ပါဘူး smart work ဆိုတာကတော့ထိရောက်မှုနဲ့ရလက်ကိုအခြေခံတာပါဒီအလုပ်ကိုဒီထက်မြန်မြန်နဲ့ကောင်းကောင်းဘယ်လိုလုပ်လို့ရလဲဆိုတာကိုအရင်စဉ်းစားတာပါစောစောကဥပမာကိုပြင်ကြည့်ရအောင်တစ်ပိမခုတ်ခင်4နာရီလောက်ပစိန်ကိုအရင်တွေးလိုက်တာမျိုးဒါမှမဟုတ်လှဆက်တစ်ခုရှာလိုက်တာမျိုးက smart work ပါအလုပ်လုပ်တဲ့အချိန်နည်းသွားပေမဲ့ရလက်ကတော့ပိုထွက်လာပါတယ်ဒါဆိုရင် smart work ရဲ့အဓိကအချက်3ချက်ကဘာလဲနံပါတ်1အရေးကြီးတဲ့အလုပ်ကိုအရင်ရွေးလုပ်တာနံပါတ်2မိပညာနဲ့ကရိယာတွေကိုအသုံးချတာနံပါတ်3ကိုယ်တိုင်လုပ်စရာမလိုတဲ့အလုပ်တွေကိုတခြားလူကိုခွဲပေးတာဘာဖြစ်လို့အောင်မြင်တဲ့လူတိုင်း smart work ကိုလုပ်ဆင်ကြတာလဲအဖြေကတော့အချိန်ကြောင့်ပါအချိန်ဆိုတာကလူတိုင်းအတွက်24နာရီပဲရှိပါတယ်အောင်မြင်တဲ့လူတွေဟာသူတို့ရဲ့အချိန်ကိုလဟာတက်မကုံဆုံးစေချင်ပါဘူးသူတို့က hard work ကိုအစာပိုင်းမှာအခြေခံအဖြစ်သုံးပေမဲ့အချိန်ရလာတာနဲ့စနစ်နဲ့တိဆောက်ပြီး smart work ဘက်ကိုပြောင်းသွားကြပါတယ်ညံသုံးပြီးအလုံးလုံးမှဒါနောက်ထပ်အခွင့်အလမ်းအသစ်တွေကိုကြောင်းဖွေဖို့အချိန်ပိုရလာမှာဖြစ်ပါတယ်မှတ်ထားရမှာကsmart work ဆိုတာအလုပ်ကိုပို့ချတာမဟုတ်ပါဘူးအလုပ်ကိုပို့ပြီးထက်မြက်တဲ့နည်းလမ်းနဲ့လုပ်တာပါအောင်မြင်ခြင်းရင် hard work နဲ့စတင်မှာပြီးရင် smart work နဲ့အရှိန်မြင့်မှာသင်ရောအခုလက်ရှိမှာ hard work လုပ်နေတာလား smart work လုပ်နေလားဆိုတာကို comment မှာရေးပေးခဲ့ကြပါအောင်နော်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်